အားလုံးပဲမင်္ဂလာဒီတဲ့ report နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်တဲ့အချိန်မှာတော့ကျွန်တော်ဒါခီးတစ်ခုရောက်နေပေါ့နော်ရောက်နေတော့ကျွန်တော်အဆင်ပြေသလိုလေးပဲရှိတဲ့နေရာလေးပဲကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်လိုက်ပါတယ်ဆိုတော့ဒီဘက်ဗီဒီယိုမှာကျွန်တော်ပြောပြချင်တဲ့ဟာကတော့ကျွန်တော်ချင်းပြည်နယ်ကိုသွားခဲ့တဲ့အချိန်တော့ကျွန်တော်ဘာတွေလုပ်ခဲ့လဲဆိုတဲ့ဟာပေါ့အဲ့ဒီမှာကျွန်တော် research တစ်ခုအတွက်ကိုကျွန်တော်အများကြီးလုပ်ခဲ့တယ်ဒီ research အတွက်ကိုကျွန်တော်ဓာတ်ပုံတွေရိုက်ခဲ့တယ် interview တွေလုပ်ခဲ့တယ်စစ်ပေးဆောင်ပြည်သူတွေနဲ့ကျွန်တော်တွေ့ခဲ့တယ်များသောအားဖြင့်တော့ဒီမီဇိုရန်ဒေသမှာရှိတဲ့စစ်ပေးဆောင်နေရတဲ့ချင်းလူမျိုးတွေနဲ့ကျွန်တော်တွေ့ခဲ့တယ် interview တွေလုပ်ခဲ့တယ်ဓာတ်ပုံတွေရိုက်ခဲ့တယ်ဆိုတာပေါ့နော်ဆိုတော့အဲ့ research မှာဆိုရင်ဒါဒီမီဇိုရန်မှာရှောင်နေရတဲ့စစ်ပေးဆောင်တွေအခြေအနေဘယ်လိုရှိလဲဒီအခုဘယ်လိုပြောမလဲနိုင်ငံရေးအခြေအနေကသူတွေဘယ်လိုခက်ခဲတွေတွေ့နေရတယ်လုံလောက်တဲ့ဒီထောက်ပံ့မှုတွေမရဘဲနဲ့သူတို့ဘယ်လိုရုန်းကန်နေရလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့မှာလုပ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့သွားလုပ်တဲ့ဟာမှာလည်းကျွန်တော်အနေနဲ့တော့အဲ့လိုလွယ်ကူနေတဲ့ຢာတွေတော့မဟုတ်ဘူးပေါ့နော်သွားလာတဲ့ဟာလည်းလို့ဝေးတွေကိုကျွန်တော်အနေနဲ့သွားခဲ့တယ်သွားခဲ့ပြီးတော့ကျွန်တော်ဒီဟာကိုလုပ်ခဲ့တယ်ပေါ့နော်နောက်ဆုံးအနေနဲ့တော့ဒီ report ကတော့ထွက်လာတယ်ဆိုတော့အဲ့ report ကိုပြန်လဲကိုးကားပြီးတော့ development သတင်းဌာနမှာရေးထားတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာကျွန်တော်ပြောပြသွားမယ်เนาะအဲ့သတင်းဌာနမှာဘာတွေရေးထားခဲ့လဲဆိုတော့ဒီ report နဲ့ပတ်သက်ပြီးတော့လက်ရှိချိန်မှာတော့ဒါ9နှစ်ထဲဝင်နေပြီတော့เนาะဆိုတော့9နှစ်ထဲဝင်နေတဲ့အချိန်မှာအိန္ဒိယနိုင်ငံရဲ့မီဇိုရမ်ဘက်မှာတော့စစ်ဆောင်နေတဲ့လူကြီးရသိန်းကနန်းနာရှိနေပြီပေါ့เนาะလောတဲ့အခြေအနေမှာဆိုတော့အဲ့လူတွေကလောလောဆယ်မှာဘယ်လိုပြောမလဲအိန္ဒိယစစ်ဆောင်စခန်းတွေမှာနေလို့ရတယ်ဆိုပေမဲ့လည်းအလောက်ကန်ရှားပါမှုတန်တွေကိုသူတို့တွေကြုံနေရတယ်ကျွန်တော်တော့တွေ့တဲ့အချိန်မှာဆိုရင်လည်းသူတို့တွေမှာမမေရအလုပ်ရလို့မရှိကြဘူးပေါ့နော်ဒီစီဗီရှောင်နေရတဲ့သူတွေကဒုက္ခတွေတွေပေါ့နော်နေစားကြုံရင်ကြုံလို့သူတို့မှာလုပ်နေရတယ်များသောအားဖြင့်ကတော့တရားမှာ80ကျော်လောက်တော့သူတို့ရဲ့အမျိုးတွေညီကိုမောင်နှမတွေဆွေမျိုးသားချင်းတွေတငယ်ချင်းမိတ်ဆွေတွေကတတိယနိုင်ငံမှာရှိတဲ့လူတွေရဲ့ထောက်ပံ့ပေးနေတဲ့ပတ်စံနဲ့များသောအားဖြင့်ကတော့ရှင်သန်ရည်တည်နေရတယ်ပေါ့နော်တိတဲ့အတိုင်းပဲအဲ့ဒီဒေသမှာဆိုရင်လည်းဒါအလောက်ကန်ခွင်လန်းဆိုတာအင်မတန်မှရှားပါတယ်လုံးမလုံးလုံးမြဲအောင်ဆိုတဲ့အနေထားမျိုးတွေမှာရှိရပေါ့နော်ဆိုတော့အလောက်ကန်ခွင်လန်းရှားပါတဲ့အတွက်ကိုသူတို့အနေနဲ့လည်းဒါနေ့စဉ်သူကလိုအပ်တဲ့ဟာတွေကိုဖြည့်တင်းမှုဆိုတာဘလို့မှအဲ့လိုအဆင်မပြေဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးခက်ခဲတွေကိုဒါဟိုမှာကြုံနေရတယ်နော်ပြီးတော့ကျွန်တော်ရှိနေတဲ့အချိန်ကြားကာလမှာဆိုရင်ကျွန်တော်သွားရောက်လည်ပတ်ပြီးတော့တရင်တော့ယူမတန်းတော့ယူတဲ့ကြားကာလမှာဆိုရင်တော့ဒီအိန္ဒိယဆိုရနေပြီးတော့ထောက်ပံ့လာတဲ့စံအိတ်တွေဆိုတာရှိတယ်ဒါပေမဲ့တစ်ဖက်မှာတော့တခြားဟာတွေကတော့ဘာမှမရှိသလောက်ပဲဖြစ်သွားတယ်ပေါ့နော်ပြီးတော့ကျွန်တော်ရောက်ခဲ့တဲ့စပီးရှောင်းနေရာတွေမှာကျွန်တော်ပြဿနာပါလဲဆိုတော့ကျွန်တော်သွားခဲ့တဲ့အချိန်တော့ဒါလွန်ခဲ့တဲ့တစ်နှစ်နီးပါပေါ့နော်ဆိုတော့2024တော့သွားခဲ့ဆိုတော့2024ကျွန်တော်သွားတဲ့အချိန်တော့ဒါဒီချင်းမှာတစ်ဖက်မှာကျွန်တော်ရောက်လာတဲ့အချိန်မှာဒါချင်းပြည်နယ်မှာရှိတဲ့ဒေါ်လာရေးတပ်ဖွဲ့တွေအနေနဲ့သဘောတူညီချက်တွေမရဘဲတော့ကွဲလဲနေတဲ့အနေအထားမျိုးတွေမှာရှိတယ်ပေါ့နော်ဆိုတော့အဲ့ကွဲလဲနေတဲ့အနေအထားမျိုးတွေရှိနေတဲ့အချိန်မှာကျွန်တော်လူတွေအများကြီးနဲ့တွေ့ခဲ့တယ်တွေ့တဲ့အချိန်မှာရေသားပြည်သူတွေပေါ့နော်စစ်ဝေးရှောင်နေရတဲ့ရေသားပြည်သူတွေရဲ့ပြောပြချက်ရအဲ့ဒီကွဲလဲနေတဲ့ဟာတွေကသူတို့တွေပေါ်လဲအများကြီးတက်ရောက်မှုရှိတယ်ဆိုပြီးတော့သူတို့တွေပြောတယ်ပေါ့နော်ဥပမာဆိုရင်ဒါမင်းတို့ကဒီအဖွဲ့ကိုအားပေးတဲ့အတွက်ကိုမင်းတို့တွေကဒါအကြမ်းဖက်အဖွဲ့တွေပဲဖြစ်တယ်လို့သိရမလားဒီမှာမင်းတို့အဲ့လိုကြောင်းမတက်ဘူးလို့ပါတော့အဓိကကတော့ဘယ်လိုပြောရမလဲဒီအဖွဲ့တွေကတော့ဒီလိုမျိုးလောက်ပါရဲ့လို့သူတို့တွေကဒီလိုမျိုးလို့ခွဲခြားဆက်ဆံတာရဲ့လို့ဆိုပြီးတော့အဖွဲ့ကောင်းဆောင်တွေအဖွဲ့မှာရှိတဲ့တာဝန်ရှိပုဂ္ဂိုလ်တွေကတော့လောက်ခဲ့တာတော့မဟုတ်ပြဿနာမြေပြင်မှာအဲ့လိုမျိုးဖြစ်နေတာပေါ့နော်မင်းတို့ကငါအဖွဲ့ရမဟုတ်ဘူးမင်းတို့ကတစ်ဖက်အဖွဲ့ကိုအားပေးတဲ့ထောက်ခံတဲ့လူတွေဆိုရင်သူတို့တွေလုပ်တဲ့ဟာတွေကိုပဲတွက်လုပ်နေသူတို့တွေပေးတဲ့ဟာကိုပဲယူသူတို့တွေရဲ့လမ်းစဉ်အတိုင်းပဲတွက်ငါတို့တဲ့လမ်းပတ်တဲ့နေဆိုတဲ့ကွက်မှုပုံစံမျိုးတွေအမြင်မှဖြစ်နေဒီကတော့ဒီအဖွဲ့မှာပါဝင်တဲ့လူကြီးပိုင်းနေနေတော့ဒါတွေကိုသိမယ်လို့တော့မထင်ဘူးပေါ့နော်တီကောင်းတီနေတာလည်းရှိကောင်းရှိမယ်ပြဿနာမြေပြင်မှာကျွန်တော်ရှိနေတဲ့အချိန်မှာတော့ဖြစ်နေတယ်ပေါ့နော်အခုချိန်မှာတော့ဘယ်လိုချိန်မျိုးရှိတယ်ဆိုတာတော့ကျွန်တော်အနေနဲ့တော့မသိဘူးဒါပေမဲ့ဒါလို့တစ်ဖက်မှာရှိနေတဲ့
ပြည်သူတွေအခြေအနေတွေဘယ်လိုရှိလဲဆိုတဲ့ဟာပေါ့နော်ဆိုတော့အိန္ဒိယမှာဒီပုံမှန် New Delhi တို့ဘာလို့မြို့တွေပေါ်မှာတော့မှအလောက်ကိုင်းရှားပါမှုတောင်ခံနေရတယ်ဆိုတဲ့အချိန်မှာဒီစစ်ပေးရှောင်အနေနဲ့နေရတဲ့ဒီတောင်တန်းဒေသပေါ့တော့မီဇိုရမ်လိုနေရာမျိုးမှာဆိုတော့ပို့ပြီးတော့မှအလောက်ကိုင်းရှားပါတယ်ပေါ့နော်ဆိုတော့ဒါတွေမှလည်းဆိုကျမ်းမာရေးဆောင်ရှောက်မှုအနေနဲ့ကြတော့လေဒါဟိုဒီစစ်ပေးရှောင်စကန်ဥမာ9ခု10ခုဥမာတွားရောက်ကြည့်ပေးတဲ့ဒီ volunteer ဆရာမဆိုတော့ဒီစီးပွားဆိုင်ရာကွန်မြူနတီနဲ့ volunteer ဆရာမ2ယောက်3ယောက်လောက်ကပဲဒီစစ်ပေးရှောင်စကန်9ခု10ခုဟန်တယ်လောက်ရတယ်သူတို့ရှိမှလည်းအဲ့လိုလုံလောက်တဲ့ဆေးဝါးတွေမရှိဥမာပါရာစီတမောဆိုရင်လည်းလို့ကန့်သက်နေဟိုအဲ့လိုမျိုးအခြေအနေမျိုးရှိရပေါ့နော်အဲ့ရကျွန်တော် interview လုပ်ခဲ့တဲ့ဆရာမတယောက်ရဲ့ပြောပြချက်အရပေါ့အဲ့လိုမျိုးအခြေအနေမျိုးရှိဆိုတော့နောက်တစ်ခုကဒီကန့်နေမှာလည်းဆေးကုလို့မရတော့ဆေးရုံဆေးကန်းတွေကိုတွားဖို့ဆိုတော့လေနံပါတ်1သူတို့ဒီဆရာမရဲ့ပြောပြချက်အရပေါ့နော်နံပါတ်1အခက်ခဲနေနေဆိုရင်သူတို့မှာဘာတွေရှိလဲဆိုတော့ဟိုဘာသာစကားပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီချင်းလူမျိုးတွေပေါ့နော်သူချင်းထဲမှာမှကျွန်တော်ကမင်းတက်ချင်းရှိတယ်မတူပီချင်းရှိတယ်ဟာခါချင်းရှိတယ်ဟိုဖလန်ချင်းရှိတယ်ဒါပေမဲ့ဘယ်လိုပဲပြောချင်းနေတယ်ဒီကျွန်တော်မီဇိုရမ်မှာကြတော့သူတို့မီဇိုစကားပြောကြရဆိုတော့အဲ့ဒါလို့ဘာသာစကားအခက်ခဲတစ်ခုအနေနဲ့ဟိုရှိတယ်ပေါ့နော်ဆိုတော့ဆေးရုံဆေးကန်းသွားရင်လည်းအနာနဲ့ဆေးရအဲ့လိုမတဲ့မှာဆိုလို့သူတို့အနေနဲ့ဟိုဆေးရုံဆေးကန်းမသွားလိုက်ရဘူးဆိုတဲ့အခြေအနေမျိုးတွေလည်းရှိတယ်ပြီးတော့နောက်တစ်ခုကဇရိတ်ပေါ့နော်စစ်ဘေးကြောင့်စကန်ကနေပြီးတော့ဟိုဆေးရုံဆေးကန်းထိသွားဖို့ဆိုရင်တော့ပဲကုန်ကြတဲ့ဈေးကလည်းများဆိုတော့သူတို့တွေကဒီစစ်ဆောင်စကန်တွေကိုလိုက်ပတ်ပြီးတော့ပို့ပေးနေတဲ့ဟိုဈေးကြည့်ပေးနေတဲ့ဆရာမတွေရဲ့လမ်းညွှန်ချက်တွေပဲနေရဆိုတော့ကျမကြီးစောင့်ရှောက်မှုအနေနဲ့ဆိုရင်လည်းဒါဟိုတော်တော်ခက်ခဲတယ်ဆိုတဲ့အခြေအနေမျိုးရှိအားလုံးကတော့ပတ်စံပဲပေါ့နော်ဆိုတော့အဲ့မှာရှိနေတဲ့စစ်ဘေးရှောင်တွေအတွက်ကလည်းအလောက်ကိုင်းခွင်လန်းကြတော့လည်းမရှိသလောက်ရှားတယ်ဆိုတော့ဟိုငွေအစဉ်ပြေတဲ့အနေနဲ့မခက်မသိလို့ပြေးလာရတဲ့လူတယောက်အနေနဲ့ပတ်စံရှိတယ်ဆိုရင်တော့မှပဲရေရှည်ကြတော့သူများနိုင်ငံမှာအဲ့လိုရက်တီဖို့ဆိုတဲ့ဟာမျိုးမှာဘလို့မှအခြေအနေမကြုံဘူးဘလို့မှအဲ့လိုရက်တီဖို့တော့ကိုမလဲကူနေဘူးဆိုတဲ့ဟာမျိုးတွေရှိရပေါ့နော်ဆိုတော့ကျွန်တော်သွားလုပ်ခဲ့တဲ့ research မှာတော့ဒါအိန္ဒိယမြန်မာနယ်စပ်မှာရှိနေတဲ့ဒီစစ်ဘေးရှောင်တဲ့အခြေအနေတွေဘယ်လိုရှိလဲဟိုပုံမြေပြင်မှာရောဘယ်လိုမျိုးတွေရက်တီနေရလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့မှာတပ်ပုံတွေအများကြီးရိုက်ခဲ့တယ်ဆိုတဲ့ဟာအကြောင်းလေးကိုလက်ရှိဒီဟိုဘယ်လိုပြောမလဲကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ဘေးရှောင်တဲ့အခြေအနေကိုတော့များသောအားဖြင့်ကတော့သိကြတယ်ဆိုပေမဲ့ဒီအိန္ဒိယမြန်မာနယ်စပ်မှာရှိနေတဲ့စစ်ဘေးရှောင်တဲ့အခြေအနေကိုတော့ကျွန်တော်ရဲ့ဒီ channel ကိုကြည့်နေသူတွေအနေနဲ့ဟိုတီးကြမှုတေချာသိကြမယ်ဆိုတာမျိုးတွေကိုရှိမှဆိုလို့ကျွန်တော်အနေနဲ့ဒီဗီဒီယိုတင်ဆက်ထားတာပဲဖြစ်ပါတယ်ဆိုတော့နောက်လာမယ့်ဗီဒီယိုတွေမှာဟိုကျွန်တော်ချင်းပြည်နယ်ကိုသွားတော့ကျွန်တော်ဘယ်လိုသတင်းတွေလုပ်ခဲ့လဲကျွန်တော်ဘယ်လိုမျိုးဟာတွေရောက်ခဲ့လဲပြီးတော့ဘယ်လိုမျိုးစိတ်ဝင်စားတဲ့ကောင်းတဲ့ဒီစီဗီရှောင်းတွေနဲ့ပတ်သက်တဲ့ဟာကိုမြေပြင်ရှင်တွေနဲ့ပတ်သက်တဲ့ဟာကိုတိုက်ပွဲတွေကိုကျွန်တော်ဘာတွေကြုံခဲ့လဲဆိုတဲ့ဟာကိုနောက်လာမယ့်ဗီဒီယိုတွေမှာတင်ဆက်ပေးသွားမယ်အဲ့ဒါကြောင့်မလို့ကျွန်တော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင်အားလုံးပဲလုပ်ထားကြပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုကြရင်ပြန်တွေ့မယ်